တဲ့တယောက်ကကတင်ကသေးလွန်းတယ်လို့ညှဉ်းညူလိုက်တာနဲ့တင်ဟိုတယ်ဝန်ထမ်းတွေကအဲ့ဒီနေရာမှာတင်ကတင်ကိုလွတ်နဲ့လွတ်ခန့်နဲ့နှစ်ချမ်းခွဲပေးလိုက်ကြတယ်နောက်ပြီးလူတယောက်ကအပူတန်းကြောင့်ချွေးတွေတရွှဲရွှဲထွက်နေလို့ဆိုပြီးအန်ဆွဲတဲ့ကနေဝါယာကျိုးတက်ပံက6လုံးချက်ချင်းထွက်လာပြီးအေးမြသွားအောင်မှုတ်ပေးတဲ့အပြင်နေရန်ကိုမိပြီးအေးရတဲ့ထူးခြားတဲ့အတွေ့အကြုံမျိုးကိုပါပေးလိုက်သေးတယ်တကယ်တော့ဒီဟိုတယ်ကအိမ်မပြောတဲ့ယောဂရှိသူတွေအတွက်အဆင်ပြေဆုံးပဲဘာလို့လဲဆိုတော့ဓာတ်ပုံပေါင်းတစ်ခုပြုတ်ကျလာရုံနဲ့တင်လူကိုတစ်သက်လုံးအိမ်မောကျသွားအောင်လုပ်ပေးနိုင်လို့လေဒါပေမဲ့ဆက်ဆက်ချင်းတုန်းကတော့ဒီဟိုတယ်မှာအခုလိုဝန်ဆောင်မှုမျိုးတွေမရှိခဲ့ပါဘူးနေတိုင်းဧည့်သည်တွေကစောတကတက်အခန်းအပ်ပြီးပြန်ကြတာတွေကြီးပါပဲဥပမာလူတစ်ယောက်ဆိုသူ့အထုပ်ပိုးတွေကိုဘီရိုထဲထည့်မလို့လောက်တာဘီရိုတကားကဖွင့်လို့မရဘူးနောက်ဆုံးတော့ဘာတက်နိုင်မလဲပစ္စည်းတွေထားဖို့အတွက်ဘီရိုကြီးတစ်ခုလုံးကိုဘေးဖယ်လိုက်ရရှာတယ်မုတ်စိတ်မွေးရှိကြီးနဲ့လူတစ်ယောက်ဆိုရင်တော့ပိုးဆိုးတာပေါ့သူကအိမ်မလို့လောက်တာခေါင်းကမယုံနိုင်တော့အောင်မာကြောနေတဲ့တကားလုတ်ပြီးခါလိုက်တဲ့ခါမှာတော့ခေါင်းထဲကနေအင်္ဂလိပ်တုံးကြီးတုံးပြုတ်ကျလာတာကန်ကောင်းလို့သူ့မုတ်စိတ်မွေးကရှည်နေတာမို့လို့မုတ်စိတ်မွေးကိုပဲခေါင်းလုတ်ပြီးအိတ်လိုက်ရတယ်တကယ်တော့ဒီဟိုတယ်ကကတင်တွေကအစအတော်လေးပျက်စီးလွယ်တာပါအတူမဲ့ကန်ဆိုတဲ့ဧည့်သည်တယောက်ဆိုရင်လည်းရေနွေးပူပူလေးနဲ့ချိုးကျင်လို့ရေပုံပိုင်ကောင်းဖွင့်လိုက်တာရေမထွက်ပဲရေခဲတုံးတွေပဲထွက်လာတယ်ရေပန်းကိုဖွင့်လိုက်တဲ့အခါကျတော့လေနင်းတွေပဲဖွဲဖွဲရွာကျလာတော့တာပေါ့ဒါကြောင့်မို့လို့ဝန်ထမ်းမလေးခန့်များဧည့်သည်တွေစီကတိုင်ကြတဲ့ဖုန်းတွေစက်တိုက်ဝင်ပြီးဘာရာနတီဆိုင်းခိုင်းရတယ်လို့အလုပ်ရှုပ်နေခဲ့ရတယ်ဒီလိုနဲ့အခြေအနေတွေအဆိုးရွားဆုံးဖြစ်ပြီးပျက်စီးတော့မဲ့အချိန်ကြမှာအဖိုးအိုတယောက်အချိန်ကရောက်ရှိလာပါတော့တဲ့အဖိုးကပစ္စည်းတူလောင်ခန်းနဲ့ချက်ချင်းဝင်သူ့ရဲ့လက်သမားကရိယာတွေကိုတစ်တာတဲ့အပြည့်ထည့်ပြီးဓာတ်လေကားနဲ့ဧည့်သည်တွေရှိတဲ့အထက်တွေကိုတက်သွားခဲ့တယ်ရေနွေးပြဿနာကိုအရင်ဆုံးဖြေရှင်းခြင်းအဖိုးကရေနွေးအိုးအသေးစားလေးတစ်ခုကိုချက်ချင်းဆင်လိုက်တယ်ပြီးတော့အထူးပြုလုပ်ထားတဲ့ရေပန်းကောင်းနဲ့ချိတ်ဆက်ပေးလိုက်တဲ့အခါမှာတော့ဧည့်သည်တွေစိတ်ရှိရှိနဲ့ရေနွေးပူပူလေးချိုးလို့ရသွားကြပြီပေါ့အလိုလျောက်အဝတ်လျှော်စနစ်အထက်တိုင်းမှာအလိုလျောက်အဝတ်လျှော်စနစ်တွေကိုတက်ဆင်ပေးခဲ့တဲ့ဧည့်သည်တွေအနေနဲ့အဝတ်ညစ်တွေကိုစက်ထဲပစ်ထည့်လိုက်ရုံပဲမိနစ်ပိုင်းအတွင်းမှာတင်တန်ရှင်းတရက်တဲ့အဝတ်စားတွေပြန်ထွက်လာတာတက်ကြီးရွယ်အို VIP ဧည့်သည်တွေအတွက်ဆိုရင်ထီတစ်ချောင်းပဲလိုအပ်ပါတယ်အပေါ်ကပန်ကာရဲ့အကူအညီနဲ့ထီကတဖြည်းဖြည်းလက်ပတ်ပြီးအစားအသောက်မျိုးစုံကိုသူတို့ပါဆက်ထဲအလိုလျောက်ခွင့်ပြုပေးသွားတာပါနွေရာသီမှာရာသီဥတုကအရန်ပူလာရင်မိသက်ရေဖြန်းစနစ်ကချက်ချင်းအလုပ်လုပ်ပြီးရေဖြန်းပေးတယ်အဲ့ဒါနဲ့မှမအေးသေးဘူးဆိုရင်တော့ရေခဲတုံးကြီးတုံးကိုအခန်းထဲလာပို့ပေးတတ်ကြတယ်ဒါပေမဲ့ရိုင်းဆိုင်ပြီးအကျိုးအကြောင်းမရှိကြောက်ကြက်လုပ်တဲ့ဧည့်သည်တွေဆိုရင်တော့လက်တီးပြင်းပြင်းတစ်ချက်ပဲရမှာဖြစ်လို့စကားမပြောခင်နှစ်ခါပြန်စဉ်းစားရလိမ့်မယ်အဖိုးအိုရဲ့တကူတော်ပြုပြင်မှုမှန်မှုတွေအပြီးမှာတော့အရင်ကပြဿနာပေါင်းစုံတက်ခဲ့တဲ့ဒီဟိုတယ်ဟာအခုဆိုရင်လူကြိုက်များဆုံးနဲ့နာမည်ကြီးဆုံးဟိုတယ်တစ်ခုဖြစ်သွားပါတော့တယ်